ဒီနေ့ရဲ့တနေ့တာလေးကတော့မန်းလေးကဆရာမဟောမှာကျောင်းသားလေးတွေနဲ့ကျောင်းသားလေးတွေရဲ့မိဘတွေကိုတွေ့ဆုံပါမယ်ရှင် Hello guys, this is me ပါရှင်မန်းလာမြေ series ရဲ့ episode 2ပါဒီနေ့တစ်နေ့လုံးတော့မေ Higher Education ပွဲမှာပဲအချိန်ကုန်ပြစ်မှာပါဆိုတော့ဒီ episode လေးကထူထူတော့မဟုတ်ဘူးပေါ့နော်ညနေကျရင်တော့မန်းလေးကျုံမှာလမ်းသွားလျှောက်လိုက်အောင်မယ်ရှင်အဲ့ဒီအခါကျရင်တော့လိုက်ခဲ့ပေါ့နော်အခုမေတို့ကဒီနေ့ကျောင်းသားလေးတွေနဲ့မိဘတွေကိုတွေးဆုံပြီးတော့ education pathway နဲ့ပတ်သက်တာတွေကို one-to-one consultation လုပ်ပေးနေရပဲဖြစ်ပါတယ်။ပွဲရဲ့အလုပ်ကလေးတွေပြီးရင်တော့မပြန်ခင်မိကရွှေသိမ်တော်သွားမယ်၊ဥပိန်သွားမယ်၊မန်းလေးတောင်သွားအောင်မယ်။အဲ့လိုလေးတွေတော့မေအစီအစဉ်ချထားပါတယ်။ဘယ်နေရာတွေရောက်အောင်မလဲတော့မသိဘူးပေါ့ရှင်။ကဲပွဲလေးပြီးပြီဆိုတော့အချိန်ရတော့လေအောင်တော်မူဖျားကိုတောက်ရောက်ဖူးမြော်ခဲ့ပါတယ်။ဖះကအပြန်တော့ဒေါ်ရီမှာနှုတ်ဟင်းမလိုင်လေးဝင်စားခဲ့တယ်ရှင့်မလိုင်တွေအများကြီးနဲ့အရန်စားကောက်ပါတယ်ဒီကြာကွေးလေးတွေညှက်ထည့်ထားတာတော့မေအတွက်ထူးဆန်းဖြစ်နေတာပေါ့နော်ဒါပေမဲ့အရန်လိုက်ဖက်ပြီးအရန်စားကောက်တာပဲရှင့်နောက်တစ်ခါမန်းလေးရောက်ဖြစ်ရင်တော့စားပြအောင်ကိုသွားစားအောင်မယ်episode 3မှာပြန်တွေ့ကြပါမယ်bye bye